ပထမဆုံးသတင်းတစ်ပုဒ်ကတော့ဆလင်းနဲ့ရေစကြိုမျိုးတို့မှာစစ်ကားနဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား9ကောင်မျိုးစားဖြစ်ပြီးကားတစ်စီးပျက်စီးသွားတယ်လို့သိရတယ်အဲ့တော့စစ်ခွေးသေးစင်ထပ်တိုးတော်မျိုးတွေရှိနိုင်တယ်အနည်းကပြစ်ခတ်မှုဆိုတော့ထိခိုက်သေးဆုံးနိုင်သူတွေများတယ်စေတုတ်တရားဘက်ကနေဆင်းလာတဲ့စစ်ခွေးအင်အား20လောက်ပါတဲ့ကားကိုစောင့်ကြိုတိုက်ခဲ့တာလို့တောင်းညီတော်ပြောကြားတစ်ဖွဲ့ကတောင်းရှိသူကပြောပါတယ်ခင်ဗျာအဲ့တဲ့သတင်းတစ်ပုဒ်ကလည်းညောင်ဦးမှာစစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်တိုက်ခိုက်မှုစစ်သားတွေအများအပြားမျိုးစားဖြစ်ပြီးလက်နက်လေးလက်နဲ့ခရမ်းပစ္စည်းများသိစေရမိတယ်လို့သတင်းရရှိပါတယ်အဲ့တော့မန္တလေးတိုင်းညောင်မျိုးနဲ့ငါတရောက်မျိုးနေမျိုးမှာချမ်ပီယံစစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်တိုက်ခိုက်တာစစ်သား30ခန့်သိဆုံးပြီးတနက်လေးလက်နဲ့ခရမ်းပစ္စည်းများသိစေရမိခဲ့ကြောင်းပကံ Original Force ညောင်ဦးမျိုးနဲ့ပကဖကထုတ်ပြန်ထားပါတယ်ခင်ဗျာကဲနောက်တဲ့သတင်းပုဒ်ကတော့စစ်ကောင်စီကစီဝဲခွင့်ထပ်မံကန့်သတ်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်မော်တော်ယာဉ်တွေကိုတရက်တစ်ကြိမ်သာ73စီရောင်းချဖို့စစ်ကောင်စီကထပ်မံရပ်ပတ်တတ်မှတ်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့အချက်မဲ့စစ်ကောင်စီကအခုချိန်မှာဆိုရင် QR code တွေထုတ်ပြီးပါမနော်ဒီလူတယောက်ကိုစိုက်တစ်ဆိုင်မှာတစ်ကြိမ်ပဲဝယ်ရမယ်နော်နောက်တစ်ဆိုင်သွားဝယ်လို့လည်းမရဘူးနော် QR code scan ဖတ်ပြီးပြီဆိုရင်အဲ့ scan ကအများနဲ့ပေါ်နေမှာဖြစ်တဲ့အတွက်တနေ့မှာစီတစ်ကြိမ်သာဝယ်ရမယ်တစ်ခါဝယ်9000ပဲဝယ်လို့ရမယ်လို့ဟိုဒီဥပဒေအသစ်ထပ်ပြီးတော့ချလိုက်တယ်ပေါ့နော်ဒီအဲ့တော့ဒီအချက်မဲ့စစ်ကောင်စီရှေ့ရက်အတွင်းမှာနောက်ထပ်ဥပဒေတစ်ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးမဥပဒေလည်းရှိတဲ့အပြင်အခုအချိန်မှာဒီလိုမျိုးဆက်ပြီးတော့ကန့်သက်တာကတော့တကယ်ပဲပြည်သူလူထုကိုတရချင်းရစ်နေတာပဲဖြစ်ပါတယ်เนาะအဲ့တော့အီရန်စစ်ပွဲကလည်းအခုချိန်မှာဆိုရင်ပြီးမဲ့အခြေအနေမရှိသေးတာဖြစ်တဲ့အတွက်ထပ်ပြီးတော့စီနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်လာမှာဖြစ်တဲ့တော့เนาะမြို့ပြည်သူတွေအားလုံးကကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့လိုအပ်နေပါပြီเนาะရခိုင်မှာဘုံကျဲတဲ့သတင်းကမနေ့ကဖုံးသွားတဲ့အတွက်တချို့သတင်းတွေမသိလိုက်ဘူးเนาะဒါပေမဲ့အဲ့ဒီလိုပဲဗမော်မှာလည်းအချက်မဲ့စစ်ကောင်စီဘုံကျဲလို့30တခါတည်းပြည်သူ30ပေါ့เนาะတခါတည်းတိတ်ဆုံးသွားပြီးတော့100လောက်တိမ်မယ်လို့ခန့်မှန်းထားတဲ့သတင်းကျွန်တော်နောက်ကြည့်အောင်เนาะအဲ့ဒါဘာလဲဆိုဗမော်မှာစစ်တပ်ဘုံကျဲမှုကြောင့်ရွှေမျောဖောင်လို့သား30ကျော်တိတ်ဆုံးသွားတဲ့သတင်းပဲဖြစ်ပါတယ်အမှ9စီးမီးလောင်တာအဲ့9စီးမှာတယောက်ပဲတက်ရှင်နေတဲ့အခုလက်ရှိအလောင်းကောက်ထားတာ30ကျော်တယ်100နီးပါးရှိမယ်လို့ထင်တယ်အခုမနေ့လည်းဈေးထဲမှာလေရင်တက်လာတယ်ဆိုတဲ့သတင်းကြောင့်ရုံးသုံးကနေပြေးကုန်ကြတယ်လူလည်းမရှိတော့ဘူးမြလွေရွာကမြစ်ကမ်းဘက်မှာကြားတဲ့သူပြောင်းရွှေ့နေကြပြီလို့သိရတယ်ပေါ့နော်အဲ့တော့လေရင်ဘုံကျဲမှုကြောင့်တိတ်ဆုံး30ကျော်ရှိနိုင်တယ်လို့သတင်းမြစ်တွေကဖော်ပြထားပါတယ်အဲ့တော့ဂျမစစ်ကောင်စီကနော်ပြည်သူတွေကိုရက်ဆက်ဖို့လည်းဝင်မလေးဘူးသူ့အချင်းချင်းကိုလည်းရက်ဆက်ဖို့ဝင်မလေးဘူးဆိုတာကဒါတွေကတကယ်ပဲတာတကားတွေဖြစ်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးအခြေအနေမှာတော့မှမင်းအောင်လိုင်းဘောကိုမှားပြီးမှမင်းအောင်လိုက်ကောက်ွယ်ပေးနေတဲ့တိုက်ပေးနေတဲ့သူတွေကိုတကယ်ပဲအံ့ဩပါတယ်နော်ဘယ်လိုမျိုးအုံနောက်တွေနဲ့လုံနေကြလဲတော့မသိဘူးအခုချိန်မှာဆိုရင်တကယ်မတရားမှုပေါ့နော်တကယ်ပဲဟိုပြက်ကွယ်ပြုတ်ပြီးနေတဲ့သူတွေလည်းတကယ်ပဲအံ့ဩပါတယ်နော်နောက်တဲ့သတင်းတစ်ပုဒ်ကတော့အချက်ပတ်စစ်ကောင်စီမင်းအောင်လိုင်းကပေါ့နော်ဒီဖုန်းနဲ့ပတ်သက်တဲ့ဥပဒေတွေထုတ်ပြန်ပြီးနောက်ပိုင်းမှာ social media တွေကိုလုံခြုံအောင်သုံးဖို့ပေါ့နော်တိုက်တွန်းတာတွေတွေ့ရပါတယ်နော်အဲ့တော့ဒီ Facebook နဲ့ပတ်သက်တဲ့သုံးတဲ့သူတွေလည်းပေါ့နော် Facebook ကို profile ကို lock ချပြီးမှသုံးဖို့အကြံဉာဏ်တွေပေးထားဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ profile ကို lock ချပြီးသုံးနေဆိုရင်ကိုယ့်ရဲ့ friend တွေရပဲပေါ့နော်ဒီကိုလှုပ်ရှားမှုတွေကိုမြင်ရမှာဖြစ်ပြီးတော့တခြားသူကလာကြည့်လို့မရဘူးပေါ့နော်အဲ့တော့အမြန်ဆုံးပဲကိုယ့်ရဲ့ profile တွေ lock ချပြီးမှသုံးချဖို့အကြံဉာဏ်ပေးလို့ပါတယ်နော်ကဲကျွန်တော်ပထမဆုံးကြည့်ရမယ့်သတင်းဗီဒီယိုတစ်ပုဒ်အနေနဲ့ကတော့မနေ့ကဒီအာခတ်တက်တော်အေးထိချုပ်ထားတဲ့မြန်မာစစ်တုံးပန်းတွေကိုဘုံကျဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အားလုံးလည်းသိပြီးသားဖြစ်တယ်အဲ့မှာရှိတဲ့ဒီအသက်ရှင်ကျန်တဲ့သူတွေလည်းသက်သေခံထားတဲ့ဗီဒီယိုဖိုင်တွေလည်းမနေ့ကတင်ထားတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာမင်းဒီကျက်ဖက်မင်းအောင်လည်းဘောမှာပေါ့နော်ဒီကျော်မင်းကဘယ်လိုမျိုးပြောင်းလဲပြောင်းစားတွေပြောနေလဲဆိုတာကိုအတူလေးကြည့်အောင်ပေါ့နော်အဲ့တော့အထူးပဲပထမဆုံးတောင်းပန်ချင်တာကကျော်မင်းမျက်နှာကိုမြင်ချင်တဲ့သူတွေရှိတယ်ပေါ့နော် channel ထဲမှာအထူးပဲတောင်းပန်ပါတယ်နော်ကျွန်တော်ရှေ့ကြီးတော့မပြဘူးအတူလေးပေါ့နော်ဘာလို့ဆိုတော့ဒီကောင်းကြီးရက်ဆက်ရုံမှမှုလေကျွန်တော်တို့ကတိဖို့လိုတယ်ပေါ့နော်ပြီးပြီဆိုရင်သူပြောပြီးတော့နောက်ပိုင်းမှာအဲ့ဒီမှာအသက်ရှင်တဲ့သူတွေရဲ့တက်တည်ခံတဲ့ဗီဒီယိုလေးကျွန်တော်နားထောင်ပါဖြစ်ပါနော်အဲ့တော့အရင်ဆုံးသူဘလိုညာလဲတစ်ချက်နားထောင်ကြည့်အောင်မတ်လ10ရက်နေ့17နာရီ2မိနစ်ကနေမိုးလ2နာရီ28မိနစ်ထိတဲ့စစ်တပ်ကနေပြီးတော့တဲ့ Jet Fighter 4စီး Y12 4စီးနဲ့သွားဒီခုနအမ်းမြို့နယ်ဒါလက်ချောင်းဒေသစစ်တုံးမကျင်းစခန်းကို3နာရီလောက်ကြာအောင်စရိုက်ပြန်တန်းပြီးတော့မယမနာစရိုက်ဘုံကျဲတယ်ပေါ့ဘုံကျဲတော့တဲ့စစ်တုံးမ116ဦးတည်ပြီးတော့32ဦးတန်ရပါတယ်ဆိုပြီးတော့ AA ကသူတို့ထုတ်ပြန်တယ်တေဆုံးတဲ့လူတွေအလောင်းတွေကဘယ်သူဘဝမှတော့မသိဘူးခန္ဓာကိုယ်အပိုင်းစာတွေတစစီမရဘူးမရတဲ့ရှိတော့ဘယ်သူဘဝမှတော့မသိပါဘူးဆိုပြီး AA ကသူတို့ထုတ်ပြန်တယ်ကျွန်တော်ဒီနေ့စစ်တုံးမစကန်လို့ပြောရလေအဲ့မှာပုံစံကြည့်ဓာတ်ပုံတွေမှတ်တမ်းနေကျွန်တော်ကြည့်တဲ့အခါကျတော့လေတန်တိုင်းလေးတွေပေါ့ဗျာဒီတန်နေပေါ့ဒီတလက်မလောက်ပက်လောက်ရှိမလားဒီလက်မလုံးလောက်ရှိမယ်လက်တောင်းလောက်ရှိမယ်လက်ညှိုးလောက်ရှိတဲ့တန်နေနဲ့တိုင်စိုက်တာပြီးအဲ့ဒီမှာစစ်တုံးမအချင်းစကန်လို့သူကပြောတယ်အချင်းစကန်လို့ပြောရင်အချင်းစကန်လို့ပြောတာလည်းခင်ဗျာဗျာဝက်တွေချက်တွေမွေးတဲ့စကန်လို့ပဲလုပ်ထားတာဆိုတော့အချင်းစကန်ဟုတ်မဟုတ်တော့ကျွန်တော်မသိဘူးဒါဝက်တွေချက်တွေမွေးတာမျိုးလို့ဖြစ်နေဒီချင်းစကန်ဘယ်လိုပေးအောင်မလဲနော်ဟိုဟိုတယ်ပုံစံစောက်ပေးအောင်မလားချင်းလေးတကယ်ဗျာအဲ့ထက်မှာဘယ်လိုမှနေကြမလဲအချင်းသားရာနဲ့ချီဘယ်လိုနေကြမလဲမသိဘူးဟုတ်မဟုတ်ဆိုတာပြီးတော့တော့ဘုံနဲ့ကျဲပါလေလို့ပြောရင်မဲ့ဘုံကျဲပြီးတော့ဟိုကျဲခံရလို့မြေတွေဖွာလန်ကျဲပြီးတော့မြေတွေကျင်းပုံစံဖြစ်သွားတာမျိုးဟုတ်လားဆိုတော့လေအဲ့လိုမျိုးမတွေ့ရဘူးပေါ့နော်နောက်တစ်ခုကထုတ်ပြန်ရတဲ့ဗီဒီယိုဖိုင်တွေမှာလည်းတေဆုံးသူတွေဘာညာလို့ခေါင်းစဉ်တိုင်းမဲ့အဲ့ဒီမှာလူတွေကိုခြေစလောက်တွေလက်တွေလားမသိဘူးခြေချင်းတွေခတ်ထားတာတွေလေဓာတ်ပုံတွေတွေ့ရတယ်
ဆိုတော့ဒါတွေကိုကြီးချင်းအဖြစ်တေချာတာတော့အချင်းစကန်ဖြစ်နိုင်ကြတော့ရှိတယ်ဒါပေမဲ့တက်ကလေနဲ့ဘုံကျဲလို့တေးပါတယ်ဆိုတော့ဟုတ်ပါမလားဆိုတဲ့တန်တရားလည်းရှိတယ်ဘာလို့တက်ကအဲ့ဒီနေရာကိုလေပြန်ခဲ့လားမပြန်ခဲ့လားဆိုတော့ flight radar မှာသွားကြည့်ရမယ်ပုံပေါက်တယ်ဆိုတော့အေတွေကကြည့်ရတာဟိုတက်မတော်သားတွေသူတို့ဖမ်းဆီးရမိတဲ့အန်းတို့ဘာလို့မှအန်းစနနာချုပ်မှာဖမ်းဆီးရမိတဲ့တက်မတော်သားတွေကိုအဲ့ဒီကဒီဟိုဘာခေါ်လဲဆိုတော့တချို့တက်မတော်တချို့တွေကိုအပြောက်ရှင်းနေတဲ့အတွက်ဟိုမီးရှို့တက်ခဲ့လေသလားပေါ့နော်တစ်ချက်ကတမင်များတက်မတော်ကဒီဒါအေးစခန်းမှာဆိုပြီးတော့တက်မတော်ကိုသတင်းမှားပိတ်ပြီးတော့ဘုံကျဲခိုင်းခဲ့လေသလားကဲကျွန်တော်မြင်ပြီးတော့ဒီလောက်ပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးဟိုအေးကပြောတဲ့နေရာအချက်ဖက်စစ်ကောင်စီကဘုံကျဲတယ်ဆိုတော့ကျွန်တော်မြင်အင်္ဂလိပ်စာပေးပြီးမှပဲဘုံကျဲခိုင်းရင်ပိုကောင်းမယ်ထင်တယ်နော်အဲ့ဒါမှပဲဒီကောင်လည်းပါစပ်ပိတ်တော့ပေါ့နော်အဲ့တော့ဘလူးပြီးတော့ဒီကောင်တွေဘောမတွေကတော့အဲ့လိုတစ်ဖက်သက်ကြီးဘောမနေတာပေါ့နော်သူ့အဘတွေကဒီလောက်ထိအချင်းချင်းပေါ့ရက်ဆက်နေတာတော့မှဒီကောင်တွေကဒီလိုပြောရဲသေးတယ်ပေါ့နော်ပြောနိုင်သေးတယ်တော်တော်ကိုလူမဆန်တဲ့ကောင်တွေပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးမနေ့ကလည်းဒီအရာရှိတယောက်ပေါ့နော်ကျမစစ်ကောင်စီရုံမှမှုကိုထုတ်ပြောသွားပြီပေါ့နော်ဒီအကျဉ်းသားဒီမှာလည်းနောက်ထပ်အကျဉ်းသားတယောက်ထပ်ပြီးပြောထားတယ်နောက်တော့ကြည့်အောင်နော်ဒါစစ်တုံးမှတက်ချက်ကြီးတူပေါ့နော်ဘာမို့လုပ်လဲဆိုတော့ကျွန်တော်တို့တစ္ဆာဖောက်တယ်လို့ပဲကျွန်တော်ခံယူတယ်ချင်းချင်းပြန်တက်တယ်လို့ကျွန်တော်ခံယူတယ်ရှင်းပြောရင်ကျွန်တော်စိတ်နာတာပေါ့အဲ့ဒီနေကဗျနောက်ကျသွားပြီဟာခမန်းချိန်7:40လောက်တော့ရှိလောက်တယ်တနင်္ဂနွေနေ့လည်းဖြစ်တယ်အဲ့ချိန်မှာကျွန်တော်တို့စစ်သုံးမန်းတွေကိုအနာပေးထားတယ်အဲ့စကားပြောတဲ့လူကပြောနေကြတယ်အိတ်တဲ့လူကလည်းအိတ်နေကြတာအနာယူနေကြတာပေါ့အဲ့ဒီချိန်မှာဟောကနေအတန်ကြားကြီးမှာဟောကနေသူဝင်ကျဲသွားတယ်ကျဲတဲ့အချိန်မှာထောင်လေးနဲ့ထောင်အားကြားမှာတစ်လုံးကြားပြီးခဏပဲနောက်တစ်လုံးထပ်ကြားကြားတဲ့အချိန်မှာကျွန်တော်တို့ထွက်ဆိုကျွန်တော်ထွက်တဲ့အချိန်မှာအဲ့မှာထောင်လေးကမီးလောင်ပြီးတော့အထဲမှာထိတဲ့လူတွေတော်တော်များတယ်အဲ့ဒီမှာကျွန်တော်ကလည်းထုံးနေတော့နဲ့6ထောက်ထိတာတော့လမ်းကြည့်လိုက်တော့အော်ဟစ်နေတဲ့လူတွေရှိတယ်သွားနိုင်လာနိုင်တဲ့လူတွေရှိပေမဲ့လည်းသူကအဲ့မှာထောင်ကမီးလောင်ပြီးတော့အပေါက်တွေပါပိတ်အပေါ်ကအသားတွေပါပြိုကျတာပြီးတာအကုန်လုံးအကောင်းတွေလည်းပြီးတယ်ထိထားတဲ့လူတွေလည်းရှိတယ်ဘလို့မှစောထုတ်လို့လည်းမရတော့သူ့မကယ်နိုင်ကိုမကယ်နိုင်ဖြစ်နေကြတယ်အဲ့ဒီမှာကမကြောက်ဘူးကခဏပဲခဏလေးပဲတစ်လုံးဆိုတော့ကျွန်တော်တို့ဘလို့မှလုံးလို့မရဘူးခမန်းရင်တနာကြီးပတ်ဝန်းကျင်ကြော်လောက်တော့ရှိမယ်တယ်လေတောက်ချောက်ဆက်မပြတ်ကျဲတာကဲတနာကြီးမှာဇောင်းလျှောက်ကျဲတာနော်စဉ်းစားကြည့်တော့အဲ့မှာလွတ်တဲ့လူတော့နဲတယ်ဒါမဲ့အဲ့မှာကျွန်တော်တို့စစ်တုံးမှန်တော်တော်များများအဲ့ထဲမှာပဲအရှင်လက်ပေါ့တောင်းနိုင်လာနိုင်ရသားနဲ့ပြီးလို့မရပဲနဲ့ပိတ်မိပြီးတော့တုံးလေးပြီးတာတွေမီးလောင်တာတွေတချို့အစမှန်တာတွေတချို့ကြောင့်ပြတ်တက်ပြီးတော့အဲ့လိုဖြစ်သွားတာတွေအားရတော်တော်များများအဲ့ထဲမှာကြံတယ်လမ်းမြင်ရတာအပုံလိုက်လို့ဖြစ်နေတာများတာတော့များတယ်ကျွန်တော်အမြင်တိုင်းပြောရရင်တော့ကျွန်တော်တို့ဘလို့ဘွားမျိုးပဲရောက်ဒီလိုဘွားမျိုးမှရောက်လာတာညီကိုတွေပဲရဲပဲစိတ်အပြည့်တော့ရှိတယ်စိတ်မကောင်းဘူးကျွန်တော်မျက်ရည်လည်းကျခဲ့တယ်ကျွန်တော်တို့ဘွားမှာပေါ့နောက်တစ်ခုကခန္ဓာချက်ကဘလို့ဖြစ်လာလဲဆိုတော့ကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့ဘာလို့လုပ်ရတာလဲပေါ့ဒီလိုမျိုးကျွန်တော်တို့လက်နဲ့ကင်ဆောင်ထားတဲ့သူတွေလည်းမဟုတ်ဘူးကျွန်တော်တို့အာရကတတော်ကနေမှာဒီလိုဒုက္ခတွေကြားဒဏ်ရာတွေဘယ်လိုဘွားကြားတယ်ကျွန်တော်တို့ဆေးတွေကူးသားပေးတယ်ပြုံးမှုပြုစုဆောင်းကြောက်ထားတယ်ချိန်တိုင်းမင်းတို့မိသားစုတွေနဲ့ပြန်တွေ့စေရမယ်ငါတို့မင်းတို့နဲ့ညီကိုလိုနေတယ်တကယ်လည်းညီကိုလိုနေကြတယ်ကျွန်တော်တို့လည်းအပြတ်ဆောင်းချောက်တယ်ဒီကြားတွေကနေမှာကျွန်တော်တို့ကြားရတာပေါ့ကျွန်တော်တို့ကိုလည်းသူတို့ကတမလို့နဲ့မပတ်သက်တော့မင်းတို့နဲ့ပတ်သက်တဲ့ရော်ကြီးတွေလည်းမင်းတို့မိသားစုတွေပြီးပြီးလို့လည်းကြားရတာပေါ့တည်င်းအရာပေါ့တစားကြားဒီလိုကြားရတယ်ဆိုသူတို့နဲ့ကျွန်တော်တို့ဘာမှမပတ်သက်တော့ကျွန်တော်တို့ဒီအရသားဖြစ်သွားတယ်။ဘာကြောင့်ကျွန်တော်တို့ဒီလိုလုပ်ရတာလဲပေါ့။အဲ့လိုစိတ်ထဲမှာခံစားမှုကစိတ်နာကြီးရပါကျွန်တော်တို့ဒီလောက်လုပ်ခဲ့တယ်ကျွန်တော်အခုအသက်56နှစ်ရှိခဲ့ပြီ။ကျွန်တော်တက်မတော်မှာတောင်ထမ်းဆောင်လာတာ34နှစ်ပါ။ကဲကျွန်တော်34နှစ်ဒီလိုတောင်ထမ်းဆောင်ခဲ့တာမှာကျွန်တော်တို့ပေါ့ဒီလိုလုပ်ရတယ်ဆိုတော့ကျွန်တော်အနေနဲ့တော်တော်စိတ်နာပါတယ်တက်မတော်ဘယ်လောက်ထိဖြစ်လဲဆိုရင်ဗျာကျွန်တော်စိတ်ထဲမှာတော့ဒါမျိုးလုပ်ရဆိုရင်ကျွန်တော်တို့တစ္ဆာဖောက်တယ်လို့ပဲကျွန်တော်ခံယူတယ်ချင်းချင်းပြန်တက်တယ်လို့ကျွန်တော်ခံယူတယ်ရှင်းပြောရင်ကျွန်တော်စိတ်နာတာပေါ့ဒါကတော့ကျွန်တော်တို့ဒီကနေပြန်သွားတဲ့အချိန်ကျရင်ဒါကျွန်တော်တို့ရဲ့ပထမစေရခံယူချက်ကကျွန်တော်တက်နေလည်းမပတ်သက်တော့ကျွန်တော်မိသားစုနဲ့ကိုယ့်ရောက်မှာကိုလှုပ်ရှားမယ်လို့ရည်ရွယ်ချက်ရှိ
ဒါပေမဲ့သူတို့ရဲ့ကျွန်တော်စိတ်ထဲမှာအထင်ကသူတို့ကျွန်တော်တို့ဘောရက်ဆက်ခဲ့တဲ့ဟာတွေကိုအပြင်မှာတရင်ပြန့်မှာဆိုလို့လားတက်မလို့တိတ်ခါကြမှာဆိုလို့လားသူတို့မကောင်းကြောင်ပြောမှာဆိုလို့လားဒါကြောင့်ကျွန်တော်တို့အပြတ်ရှင်းနှုတ်ပိတ်တယ်လို့ကျွန်တော်ခံယူတယ်အဲ့ဒီကြီးတော့ကျွန်တော်ပြောနေတာတော့တကယ်လို့သူတို့ကကျွန်တော်တို့ရဲဘော်ရဲဘက်သိရှိမှဆိုကျွန်တော်တို့ဒီလိုလုပ်မှာမဟုတ်သူတို့ရဲဘော်ရဲဘက်သိမရှိလို့သူတို့ရဲ့ပြောရရင်ပြားကိုတကုံကောင်းဆန်မှုပေါ့အဲ့လိုပဲကျွန်တော်ထင်တယ်ဟိုဥပမာတစ်ခုပြောရရင်ကျွန်တော်တို့ယူကရိန်းနဲ့ရုရှားနဲ့စစ်ပစ်တာတော့မှသူတို့ချင်းချင်းနိုင်ငံညှိနှိုင်းဆွေးနွေးပြီးတော့သူတို့ရဲ့စစ်တုံးမှန်းတွေကိုရအောင်ပြန်ပြီးတော့ညှိနှိုင်းဆွေးနွေးပြီးကဲဒါမှန်တယ်နော်ဒါတကယ်မှန်တယ်ဒီလည်းမှုရအောင်လုပ်ခေါ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့တက်မတော်ကဘာဖြစ်လို့ဒီညီကိုတပ်ဖွဲ့ဝင်တွေနဲ့တိုင်းရင်းသားညီကိုတွေနဲ့ရအောင်ဆွေးနွေးတိုင်ပင်ပြီးတော့ကျွန်တော်တို့ပြန်မကွဲငဲထုတ်တာလေလို့ကဲဒါတကယ်မေးခွန်းကောင်းတော့နော်တကယ်စဉ်းစားတတ်တယ်လို့ပြောလို့ရပါတော့အဲ့တော့အမှန်ဆိုရင်ကွာသူတို့စစ်တုံးပန်းတွေတကယ်အရာရှိတွေအများကြီးပဲပေါ့နော်လွတ်ရှင်နေဆိုရင်ထားပါတော့နိုင်ငံရေးအချင်းသူအချင်းသားဘယ်နှယောက်နဲ့လဲမယ်လဲလို့ရရင်လေနော်သူတို့ကလက်မခံတာနော်ကျွန်တော်တော်လိုင်းဘက်မှာတော့ဒါမျိုးလဲမယ်ဆိုလုံးဝလက်ခံတယ်လဲမှာသိချတယ်ပေါ့နော်ဒီနိုင်ငံရေးအချင်းသားတွေပတ်သက်ပြီးတော့လုံးဝကဲမှာပေါ့နော်ဒါပေမဲ့ဒီကောင်တွေဘက်မှာဒီမင်းအောင်လည်းလက်မခံလို့ပေါ့နော်ဒီလိုမျိုးလဲလို့မရတာပေါ့နော်ဒါအခုသူပြောတဲ့ဟာဆိုတကယ်အမှန်ပဲနော်တကယ်မြင်ရှိလို့ပြောလို့ရပါနော်ပြန်တွေးမိတဲ့ခါကျတော့စိတ်နာကြီးမှုတွေအများကြီးဖြစ်လာတယ်သူများနိုင်ငံစစ်သားနဲ့ကျောင်းနိုင်ငံစစ်သားကွာခြားမှုတွေအများကြီးဖြစ်သွားတယ်ကျွန်တော်ဘွားတွေကတလိမ့်ဆန်တကောင်လောက်တောင်မရှိတယ်လို့တိုက်ပွဲကြသွားရင်တော့မှဘယ်နာမှတေချံခဲ့တာလဲဆိုတာတော့မသိတဲ့ဘဝဖြစ်သွားတယ်သူများနိုင်ငံအဲ့လိုမှမဟုတ်တာဥပမာတစ်ခုကျွန်တော်ပြောပြတာပါကဲကြားတယ်နော်ဘောမတွေအင်တာနက်လိုင်းတွေမှာကြည့်ရပါတယ်ဒီယူကရိန်းတို့ရုရှားတို့ဖြစ်တဲ့စစ်ပွဲကြီးကြည့်ခဲ့ဒါလူတိုင်းဆာလာမှုနဲ့သူတို့နိုင်ငံဒီတိုင်းဆွေးနွေးကြတယ်ဥပမာခြားနိုင်ငံနဲ့တနိုင်ငံနဲ့တနိုင်ငံတော့ဒီလိုလုပ်တာကျွန်တော်တို့တနိုင်ငံထဲမှာရှိတဲ့တိုင်းသားညီကိုချင်းချင်းကဒီတိုင်းဆွေးနွေးမရစရာအကြောင်းမရှိအဲ့လိုမေးရမှာဟုတ်တယ်တောင်းနေတော့အဘေးယူမှတတာဆွေးနွေးဖြစ်ပါတယ်ရန်သူတော်ပြောတဲ့မိတ်ဆွေဖြစ်သေးတာဘူးကအတ္တဆန်လို့ဖြစ်တယ်လို့ပဲကျွန်တော်ယူဆပါတယ်ကဲဒါတော့အမှန်ပဲနော်ဒါတကယ်အမှန်ပဲဒီလိုမျိုးဖြစ်စဉ်နေနဲ့ပတ်သက်ပြီးတော့ပြောချင်တာလို့တော့ဒါကျွန်တော်တို့ထမတော်သားကြီးနောက်ဒါမျိုးအဖြစ်ဆိုးကြီးနဲ့မကြုံပါစေနဲ့မကြုံရအောင်လဲခေါင်းဆောင်ခေါင်းတွေနဲ့တွေ့ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ကဲလောလောဆယ်တော့ဆုတောင်းတာပြည့်မှာမဟုတ်ဘူးဒီကောင်တွေရှိနေသေးရတော့ထပ်ဖြစ်အောင်မှဒီပြဿနာတွေကဥပမာရင်ဝယ်သားခဲ့သူကြောရသားလဲသားရင်ရသားလဲသားဟိုအောက်ခြေတိစင်းကြည့်တဲ့ခေါင်းဆောင်ခေါင်းတွေနဲ့တွေ့ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်လက်ရှိကျွန်တော်တို့ဒီမှာရှိတဲ့ထောင်မှုလို့ကျွန်တော်တို့တော့ဒုက္ခရောက်နေတဲ့ဈာမှာတော့ကျွန်တော်တို့ထမင်းကမထားဘူးရအောင်ကျွေးတယ်စီရအောင်ကူးပေးတယ်ဒါကျွန်တော်တို့ကဖခင်ဆိုမှမှားပါလက်ရှိပေါ့ဒီထောင်မှာပေါ့ဒါဖခင်ဆိုမှမှားပါကျေးဇူးရှင်ပါဗျာဒါကျွန်တော်တို့တက်လုံးမေးလို့မရဘူးတကယ်လို့ကျွန်တော်တို့ဒီကနေဘလို့ပြန်ကြတော့ကွာလို့ပြောတဲ့အချိန်မှာကျွန်တော်တို့မိသားစုကြီးပြန်ရောက်ရင်ကျွန်တော်ဒါတွေကိုကျွန်တော်မိသားစုတွေပြောပြဖေကိုဒီလိုကဲခဲ့တာဘသူတွေရပါတယ်ဗျာအခုလဲကြားမှာပါနော်ဒီရုပ်တံဖိုင်တွေတနိုင်ငံလုံးပြတ်မှာအဲ့တော့ဒါလည်းအခုချိန်မှာတွေ့မှာပဲနော်တနိုင်ငံလုံးတည်းမြန်မာပြည်သူပြည်သားတွေအားလုံးမြင်ကြမှာပဲနော်အဲ့တော့နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူဆိုတော့ဒါကြည့်ကြမှာပဲနော်မင်းအောင်လည်းရက်စက်ရုပ်မှမှုတွေကိုဒါလုံးဝသက်သေခံသွားဖြစ်ပါနော်ကဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေဘိုးကြီးထမင်းသုံးသက်ချက်ပါနော်ဘာကြောင့်သူတို့ကိုတတ်တာလဲသူတို့ကိုဘုံချတာလဲဂျူတရားစစ်တုံးမှာ116ရောက်ဆိုတာဒါအများဆုံးပေါ့နော်တိုက်ခိုက်မှုတွေမှာတကယ်အများဆုံးဟိုတုန်းကလည်းဘုံကျဲမှုတွေဒီလောက်မများဘူးနော်20 30လို့ပေါ့နော်အခုက116ရောက်ဆိုတော့တော်တော်များတယ်ထပ်ပြီးတော့လည်းသေဆုံးနိုင်ချေတယ်များတယ်ပေါ့နော်အဲ့တော့ဘိုးကြီးထမင်းသုံးသက်ချက်လေးတောင်းကြည့်ရနော်Nation News ကတင်ထားတဲ့ဗီဒီယိုလေးပေါ့နော်ဒါပြောမယ်ဆိုရင်တော့ပထမဆုံးပြောချင်တာကဒီနေရာကိုတိတိကြီးနဲ့တမင်ကိုပုံကျဲခဲ့တယ်ဆိုတဲ့ပုံစံမျိုးပြောချင်တာပါဒီဖြေဆိုထားတာကတော့နမခဒူတိုင်းမှုဘုံမှုကျုပ်တောင်းထွန်းဒီစစ်တုံးမှန်းပေါ့နော်သူကဖြေထားတာဖြစ်ပါတယ်အဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုမလုပ်ခင်ရက်ပိုင်းအလိုမှာကနေကလေကြောင်းထောက်တာတွေသူတို့လုပ်ခဲ့ပြီးတော့ဒီအောက်မှာမြင်တွေ့နေရတဲ့ဟာတွေကအရက်သားတွေလားထောင်သားတွေလားဘာလားအကုန်လုံးတေးချကွဲပြားသိပြီးမှကိုအခုလိုဒါရွေချက်ရှိနေပေါ့နော်အခုလိုမျိုးလှုပ်ချပလိုက်တာဖြစ်ပါတယ်အဲ့တော့ Fighter 4စီး Y12 4စီးနဲ့3နာရီကျော်အောင်တိုက်ခိုက်ခဲ့တဲ့ဒီဖြစ်စဉ်မှာတုံးပန်းတွေအများကြီးအသက်ဆုံးရှုံးရတော့အထက်မှာဒ
ထူးခြားမှုအနေနဲ့ကတော့ဘာလဲဆိုတော့တုံမန်းနေတယ်မှာပေါ့နော်စစ်တပ်ကနေပြီးဖမ်းဆီးရရှိတဲ့စစ်ကောင်စီအရာရှိအကြီးပိုင်းတွေကစားပွဲချင်းပြီးတည်ဆုံးတယ်ဆိုပြီးတော့ဆိုတာတွေ့ရတယ်အဲ့တော့စစ်တုံမန်းအလောင်းအချို့ကမြည်သူမြည်ဝါမန်းအောင်စစ်ဆေးဖို့ခက်ခဲပါတယ်တဲ့ခန္ဓာကိုယ်အစတွေတစားမှမရရှိတဲ့ဒါပျောက်ဆုံးအလောင်းတွေလည်းများစွာရှိနေသေးကြောင်းအသေးစိတ်အချက်လက်တွေကိုဆက်လက်တင်ပြပေးမယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်အဲ့တော့ပြောချင်တာကတော့ရဲဆက်ဆက်ပဲပဲနေနေကိုလှုပ်သွားတယ်ပေါ့ဗျာဒီနေရာကဘာနေရာလဲဆိုတာကိုလည်းသိတယ်ထောင်သားတွေရှိမှလည်းသိတယ်စကားဆရဲ့သူတို့ရဲ့အကျဉ်းသားတွေပေါ့နော်သူတို့ရဲ့စစ်တုံးမန်းတွေဒါ AA ကဖမ်းမိထားတဲ့စစ်ကောင်စီစစ်တုံးမန်းတွေဆိုတာကိုလည်းသိတယ်သိနဲ့လည်းဒီလိုပုံစံမျိုးလုပ်ခဲ့တယ်ပြောချင်တာကတော့စစ်ရေးပြစ်မှတ်မဟုတ်မှန်းသိကြီးနဲ့ဒီလိုမျိုးလုပ်ခဲ့တဲ့နေရာကသူတို့ရဲ့စစ်သားတွေဖြစ်နေတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့နောက်ွယ်မှာဘာရွယ်ချက်တွေရှိတယ်လဲဆိုတဲ့အကြောင်းကျွန်တော်တို့သုံးသပ်ကြည့်အောင်ပေါ့နော်အဲ့တော့ဒီနေရာမှာထူးခြားမှုတွေလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီအရာရှိအကြီးပိုင်းစစ်တုံးမန်းတွေပါတည်ဆုံးတာကိုတွေ့ရတယ်ဆိုတော့စစ်ကောင်စီကဒါစစ်တုံးမန်းအချင်းစခန်းတွေကိုကြည့်ပဲဘာကြောင့်မလို့တိုက်ခိုက်နေတာလဲဘာကြောင့်လဲဆိုတော့ရှေ့မှာလည်းအဲ့လိုမျိုးတိုက်ခိုက်ခဲ့လို့အများကြီးပဲတည်ဆုံးခဲ့ရတာရှိတယ်ဒါမှတ်တမ်းဗီဒီယိုတွေတက်လာတယ်အင်တာဗျူးပုံစံမျိုးတွေတက်လာတယ်မကြခင်မှာအခါတက်တော် A ကလွတ်ပေးတော့မဲ့စစ်တုံးမန်းဒါအချင်းသားတွေကစတည်ဆုံးခဲ့အောင်တိုက်ခိုက်ခဲ့တာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့တော့အမျိုးမျိုးသုံးသပ်နေကြရရှိပါတယ်အဲ့တော့ဒါဖြစ်နိုင်ခြေဒါကျွန်တော်တို့တွက်ချက်ကြည့်အောင်ပေါ့နော်ပထမတစ်ချက်ကတော့စစ်တုံးမန်းတွေကိုပြန်ပြီးတော့အသုံးမချအောင်လို့ဒါဖျက်ဆီးလို့တဲ့ရည်ရွယ်ချက်နဲ့တိုက်ခိုက်ခဲ့တာလို့ယူဆပါတယ်အခါတက်တော် A ကတည့်တဲ့အတိုင်းပဲရှမ်းမြောက်ကအဖွဲ့တွေလိုပဲရခိုင်ပြည်နယ်ထဲမှာပေါ့နော်စစ်တပ်ရဲ့ဌာနချုပ်စခန်းတွေအပါတရင်ဌာနချုပ်တွေအများကြီးပြီးရင်မြို့တွေအများကြီးကိုသိမ်းယူနိုင်ခဲ့တဲ့အဖွဲ့ကြီးလည်းဖြစ်ပါတယ်ဒါကြောင့်မလို့မျိုးစားပေါင်းစုံနဲ့စစ်ကောင်စီစစ်သားတွေအများကြီးပဲစစ်တုံးမန်းအနေနဲ့ဖမ်းဆီးရရှိခဲ့ပါတယ်ရဲဘော်အဆင့်ကနေဒါခုနပြောတယ်ပေါ့နော်ဒါတက်မှမှုအဆင့်တွေထိပေါ့နော်ဒုတိုင်းမှုအဆင့်တွေထိအကြီးပိုင်းအရာရှိကြီးတွေလည်းပါခဲ့တယ်အဲ့တော့ယာရုမျိုးစားစုံသလိုဒါပြောမယ်ဆိုရင်ဆက်သွယ်ရေးအမြောက်လက်နက်ကြီးG3 လား G2 လား G1 လားတရင်မှုလား viewer မှုလားခုနလိုပေါ့နော်ဒုတိုင်းမှုလားတက်မှမှုလားဒီလိုမျိုးယာရုအစုံလင်ကစပါတယ်အမျိုးစားအစုံလင်ပါတယ်နေပဲအစုံကစစ်တုံးမန်းတွေအများကြီးပါတယ်ပေါ့နော်ပြီးတော့အာခတ်တော် A ကတည့်တဲ့အတိုင်းပဲရန်သူလက်နက်ကိုလက်နက်ဆိုတဲ့ပုံစံမျိုးအသုံးချပြခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိမှအများကြီးရှိတယ်အောင်မြင်ခဲ့တဲ့တိုက်ပွဲတွေလည်းအများကြီးရှိတယ်အဲ့ဒါတွေလည်းအားလုံးသိပါတော့ဒါအပြင်အမြောက်တွေဘလို့အသုံးပြုရတယ်လဲလက်နက်ကြီးဘလို့ပစ်ခတ်ရမလဲဆက်သွယ်ရေးဇက်ကနေဘလို့မျိုးတွေဆက်သွယ်သလဲစတဲ့ရန်သူရဲ့လှုပ်ဆောင်နေမှုတွေကိုသိကျင်တယ်ဆိုရင်ခုနသူတို့ရရှိထားတဲ့စစ်တုံးမန်းအမျိုးအစားစုံလင်ပါတယ်ဆိုတဲ့စစ်တုံးမန်းတွေကိုမေးလိုက်ရုံပဲပေါ့နော်အဲ့ဒါဆိုရင်ရန်သူရဲ့အကြောင်းကိုကောင်းကောင်းသိရမှာဖြစ်ပါတယ်စစ်ကောင်စီရဲ့ထောက်ပို့စနစ်တွေဘလို့အလုပ်လုပ်သလဲစီမံချက်တွေဘလို့ဆွဲကြသလဲစစ်စင်ရင်အမိန့်တွေကဘလို့စီးစင်းသလဲဘယ်သူတွေကပေးတာလဲဒါတွေသိတဲ့အကြီးပိုင်းတွေကစပါတယ်အဲ့လိုနေရာမျိုးကိုစစ်ကောင်စီကအခုလိုကျဲခဲ့တာဖြစ်တယ်။တော့ပြောမယ်ဆိုရင်စစ်ကောင်စီရဲ့အကြောင်းရန်သူရဲ့အကြောင်းကိုလုံးဝတိတိကျကျတေးသေးချာချာနဲ့အများကြီးပြောပြနိုင်မဲ့စစ်တုံးမန်းတွေအများကြီးရှိတယ်ပေါ့နော်။အဲ့တော့ရန်သူအကြောင်းသိလေရန်သူကိုချိန်မုံဖို့အတွက်အခွင့်အရေးပို့ပြီးတော့ဖန်တီးနိုင်လေဖြစ်ပါတယ်။ဒါကြောင့်မလို့အခုလိုမျိုးဒါစစ်တုံးမန်းနေရာတွေကိုလိုက်လံတိုက်ခိုက်နေတယ်လို့လည်းယူဆမိပါတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီအုံပြုတွေနဲ့နီးဗျူဟာတွေနီးလန်းတွေဒါတွေအကုန်လုံးကိုသိရှိနိုင်ပါတယ်ဆိုတော့အရာရှိအကြီးပိုင်းတွေကစဒီနေရာမှာရှိနေတယ်ဗောနော်အဲ့လိုရှိနေတဲ့နေရာမျိုးကိုတမင်ရည်ရွယ်ချက်ရှိနဲ့တိုက်ခိုက်တာဟာဒါကြောင့်လို့လည်းယူဆမိပါတယ်နောက်တစ်ချက်ကတော့ ICC ကိစ္စနဲ့ဆက်ဆက်နေတယ်ဆိုပြီးတော့လည်းယူဆလို့ရပါတယ်ဒီဟာနဲ့ပတ်သက်လို့လည်းပြောဆိုနေကြရလည်းတွေ့မှာပါအဲ့တော့စစ်ကောင်စီကဘယ်အရာပဲဖြစ်ဘယ်ဖြစ်စဉ်ကိုပဲဖြစ်အမြဲတမ်းဖြစ်စဉ်လိမ်မှုအတွက်ကြိုးစားကြတယ်လိမ်မှုအတွက်ပဲလုပ်ကြတယ်လိမ်ပြီးတော့ပဲတင်ပြကြတယ်ဗောနော်အဲ့တော့လိမ်မှုအတွက်ကိုလည်းသူတို့ကစနစ်တကျပြင်ဆင်ကြတယ်အုပ်ချုပ်မှုဖြစ်စဉ်တစ်ခုခုဖြစ်လိုက်တာနဲ့ဗောနော်အဲ့ဖြစ်စဉ်ကိုလိမ်တင်တယ်အောက်ကနေပြီးတော့အမှန်တိုင်းတင်လာတယ်ဆိုရင်တော့မှပဲသူတို့ကိုပြန်ထိမှာဆိုလို့မင်းတို့ကဒါကြီးကိုလက်ခံထားရလားမင်းတို့အုပ်ချုပ်မှုရော်ရဲလာပြီလားမင်းတို့စနစ်တကျမအုပ်ချုပ်တတ်ဘူးလားဆိုတဲ့ပုံစံမျိုးအပြစ်တင်ခံရမှာဆိုလို့အရေးယူခံရမှာဆိုလို့အောက်ကအဖွဲ့ကိုပြန်ပြီးလိန်ခိုင်းတဲ့ဖြစ်စဉ်တွေတောင်ရှိတယ်အဓိကဖြစ်စဉ်အမှန်တိုင်းတင်လာမင်းအဲ့လိုတော့မတင်နဲ့လေကွာအဲ့လိုတင်လိုက်ရင်ငါတို့ကဒုက္ခများကုန်မှာပေါ့မင်းတို့တွေထောင်ကြကုန်မှာပေါ့အဲ့ကြောင့်မလို့ဘလို့ပုံစံမျိုးလေးတော့မင်းတို့လုံးလို့မရဘူးလားဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြင်ခိုင်းတဲ့ဖြစ်စဉ်တွေလည်းရှိဒါတကယ်ကိုရှိခဲ့တဲ့ဟာတွေဖြစ်ပါတယ်အဲ့တော့ပြောမယ်ဆိုရင်လိန်နေမှန်းတိတိကြီးနဲ့ပေါ့နော်သူတို့တွေကိုပါအမှုပတ်မှာဆိုလို့မတိကြအောင်ဆောင်ပြီးတော့ဒီအလိန်ဖြစ်စဉ်တွေကိုလက်ခံခဲ့တဲ့အထက်ဌာနကလူတွေလည်းအများကြီးရှိတယ်ဆိုတော့ ICC ကိစ္စမှာဆိုလဲလိန်လဲပြီးတော့ရှောက်လဲကြတယ်ပေါ့နော်ဟိုမဟုတ်မဟတ်တက်သေးတွေပြကြတယ်ဒါတွေကတော့အားလုံးသိပါပေါ့နော်အဲ့တော့တလောကပဲဒါအာခတက်တော် A ကဒါဘူးသီးတောင်မြို့နယ်တွေကထန်းလျှောက်ခံရွာမှာဒီဒေသခံတွေကိုအာခတက်တော် A ကတပ်ဖြတ်ခဲ့တယ်ဆိုတော့ဆွဆွဲချက်ပေါ့နော်အဲ့ဆွဆွဲချက်ရှိပါတယ်အဲ့လိုဆွဆွဲခံရတာရှိတယ်အဲ့ဒါကိုအာခတက်တော် A ကပညာသားပါနဲ့ဖြည့်ရှင်းပြခဲ့တာရှိတယ်ဒါကတော့သူတို့မိသားစုဖြစ်တဲ့သူတို့မိသားစုပဲစစ်တုံးမန်းဆိုတာပေါ့နော်သူတို့လူပဲသူတို့ရဲ့စစ်တုံးမန်းဖြစ်တဲ့စကခ15ဒုစခမှုဘုံမူကြီးကောင်းမြတ်ကိုဖြည့်ခိုင်းလိုက်တာအားလုံးလည်းသိမှာပါဘာမှထွက်ပြီးတော့ဒီဥစ္စာကြီးကိုညင်းနေစရာမလိုဘူးပေါ့နော်အဲ့တော့မင်းတို့ဒီမှာဒါမင်းတို့ရဲ့လူ
ငါတို့ဖမ်းမိထားတဲ့စစ်တုံးပဲမင်းတို့စီကလူ အခါတော်တော်လေးတော့အဲ့ဒါတော့ အကြီးပိုင်းကဖြစ်တယ်ဒီဖြစ်စဉ်တွေမှာလည်းထဲထဲဝင်ပါခဲ့တဲ့သူဖြစ်တယ်အဲ့တော့သူပြောတဲ့ဟာသာမင်းတို့နားထောင်ကြည့်လိုက်ဆိုပြီးတော့အဲ့လိုမျိုးဖြည့်ရှင်းပြခဲ့တာပေါ့နော်ပညာသားပါပါနဲ့လုံးဆောင်ပြခဲ့တာလည်းရှိတယ်ပေါ့နော် ရွာသားကလည်းမရှိပါဘူးခင်ဗျရွာသားကိုတတ်တယ်ဆိုတာတော့ဘလို့မှမဖြစ်နိုင်ပါဘူးခင်ဗျကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကအကြအဆုံးများတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုရှီကဥစ္စာတွေပဲဖြစ်မှာပါဟိုရွာသားကလည်းကျွန်တော်ရောက်သွားတဲ့အချိန်မှာကျွန်တော်မိသားစုတွေကိုအိမ်တိုင်းကိုထားတာပါခင်ဗျအိမ်တိုင်းထားရမယ်ဘာဒီနေမြေကန်ရွာသားကလာတယောက်မှမတွေ့ပါဘူးခင်ဗျအဲကြောင့်မလို့ရွာသားကတော့မဟုတ်ပါဘူးဒါကြောင့်မလို့ ကဲထပ်ပြီးတော့ရှင်းပြထားလည်းရှိတယ်ဗောနော်အဲ့တော့အရှိကြီးချင်းနေဆိုရင်တော့ဘူထမြရဲ့ channel မှာတော့ကြည့်လို့ရတယ်ခုကတော့အချက်ဖက်မင်းအောင်လိုက်ကဘာကြောင့်သူတို့ကိုတတ်တာလဲဆိုတာမျိုးကိုသုံးသပ်ပေးထားဖြစ်ပါတယ်နော်ကဲကျွန်တော်နောက်ထောင်မှာဘူတင်လျောင်သုံးသပ်ထားတဲ့ဟာဗောနော်အခုကပါစာတွေကအုပ်ကြီးတွေကိုမကျင်းတဲ့လို့စော်တော့မယ်ဆိုတဲ့သတင်းဗောနော်အဲ့တော့အရင်ဆုံးဒီမှာပါစာတွေရဲ့ဗီဒီယိုဖိုင်လေး channel ထောက်ကြည့်အောင်နော် ချက်ပိုင်းလေးကိုစချမ်းတာမရှိတယ် ရှိရကအပြည့်ပါပဲ ဟုတ်လား ဟုတ် ညမေးမယ်ရှင်းတန်းတွေ့ကြုံနေပြောပါ ရှင်းဟန်ပြည့်စုံရအောင်ပြင်မှာလူတရားဥပ္ပါတွေ့ကြုံနေရတွေ့ရရဆိုထိရွားကောင်နေရပြင်မှာကြံပြီးတော့မဆွဲတော့ပဲမီးရှို့လိုက်တာဟောရှိရ ဒီဟိုပြန်ပါလာတဲ့လူကြောက်တယ်မလားဟိုကလုံးမိတ်ပြီးတွားရဆိုရှိပါဟုတ်လားဒီပါရိုက်တယ်ပြီးရင်ဟိုဒီဘက်တည်းရောဒီလိုဖိပြီးတော့လောက်တာတွေပါလေလို့ဆိုမရတော့ဘူးလားမရတော့လားအတက်ခဲ့သေးပါညာတော့ထိုးနေတဲ့ရောက်တော့အိုဘေးကတငယ်ချင်းဆိုတော့အော်တော့ရောက်ထဆိုပါရမရတော့ ပါရ ဘာရပြီးတော့ညှို့တော့ မရတော့ အဲ့ဒါမရကြဘူးနော်အဲ့ဒါဘယ်ဘဲမှာဒီကိုလဲမြင့်နေချင် ဟုတ်တယ်ရှင်းပြပါမယ် အဲ့ပွင့် မရအောင်ပါဒီကမှာဒီရရှိ ဟောအရာရှိရတော့သူတို့ဘယ်ပြောနိုင်မလဲဘူကြီးချင်းချင်းစုံတော့ပြောတယ်တရင်မူကကိုရိတ်ကိုတောင်ပြန်လန့်နေပြီတဲ့ညဆိုရင်အဲ့ကုံမအိတ်တော့ ဟုတ်လား ဟုတ်အဲ့လိုမျိုးပြော ဒီဘက် MPA နဲ့တွေ့ရင်ဟိုနော်တက်ကမှဖြတ်ကမှအဲ့လိုချင်းရောက်တယ်ရှိတယ် အဲ့လိုရှိရိုက်တယ် တကယ်လည်းတွေ့ကြတော့ တကယ်တော့ တခြားဒီပဲလေလောက်ပါသူတို့ရိုက်တယ်တော့じゃတချို့ကြလဲဝင်ကျင်တဲ့လူကြောက်လဲကြောက် တာပါအဲ့ လိုမျိုး အဲ့လိုဝင်နေတဲ့လူတွေတင်နေချင်းတွေအပြောချင် ဟောရဲရဲဝုန်းဝုန်း လာခဲ့ပေါ့ ရဲတန်းဖိတ် ဘာမှမဖြစ်ပါဘူးလို့ဘယ်ချိန်မှလာပေါ့ဆက်တွေ့လိုက်ပေါ့ ကိုတို့ကလည်းအားလုံးကိုနင်းချူချူပါနော် ဟုတ် ကြည့်လေဒီကိုရင်းလို့ပဲနော် ဟုတ်ဒီဒီဒီ လစ်စနာတားရောင်ချင်နော်ဟုတ်တယ်မလား ဒီမှာပဲနေရောပါဘယ်မှမသားရ ဟုတ်လား အဲ့ဒီထဲမှာသူပြောသွားတဲ့ထဲမှာကျန်တာတွေကိုကျွန်တော်မပြောလို့ဟာမင်းတို့လာခဲ့လို့ဘာဖြစ်တယ်ညာဖြစ်တယ်ကိုကျွန်တော်တစ်ခုမှမပြောလို့ဘာလဲဆိုတော့ကျွန်တော်တို့တွေကဒီလိုသူတို့ရဲ့ဆက်သွယ်ရေးစက်ထဲမှာပြောနေတဲ့ဟာကိုနားနဲ့ဆက်ဆက်ကြားခဲ့ရတာဘာလဲဆိုတော့ထွက်ပြေးပြစ်တက်ပလိုက်ထွက်ပြေးပြစ်တက်ပလိုက်ဆိုတဲ့ဟာအတင်းအားဓမ္မစိတ်မပါဘဲနဲ့စစ်တပ်ထဲလည်းအထက်ခံရတယ်ဗျာရောက်လာပြန်လို့အခါခွင်းတင်းလို့ဖက်ပြေးမဲ့လုံးပြန်တဲ့အခါကျတော့လေပြစ်တက်ပလိုက်ကွာဆိုတဲ့ဟာကအဲ့တော့အဲ့မှာတခုဘောမတွေကညင်းလိမ့်မယ်ဒါမင်းဘိုးဆွမ်းကွာမင်းတို့ဘိုးဆွမ်းဆိုတဲ့ကောင်ကဒီကောင်၃ယောက်ကိုငါဒီလိုမေးမယ်မင်းတို့ဒီလိုဖြေလို့ပြောထားတာမဟုတ်ဘူးလားလို့ပြောမှဆိုတဲ့အတွက်ခင်ဗျားတို့ရဲ့အခုမကြခင်ထွက်ရှိလာမဲ့စစ်ကောင်စီကမကြခင်ထွက်ရှိလာမဲ့ဝါရပြန်ဇာကာဖြစ်တဲ့နော်တိမ်ပင်လေခရီးချမ်းဆိုတဲ့ခင်ဗျားတို့တောင်ခမ်းတရုတ်ဖင်ကုန်းရထားတဲ့မြို့အကြောင်းနော်မြို့အကြောင်းရိုက်ထားတဲ့ဗီဒီယိုထဲမှာခင်ဗျားတို့ရဲ့ကာနယ်ကြီးလိုပဲဘုံမူကြီးဆိုတဲ့ကောင်ဒီရက်စီ46ကပေါ့နော်ရက်စီ46ကဘုံမူကြီးဆိုတဲ့ကောင်ပြောထားတဲ့တရုတ်ဆောင်ဒါတကယ်အစစ်မှန်ဘုံမူကြီးမဟုတ်ဘူးတရုတ်ဆောင်ပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုတစ်ချက်ကြည့်လိုက်အောင် မတိုက်ရဲတဲ့ကောင်ရှင်းတော့ကောင်းတော့တက်ပြီဒီစိုက်ပွဲစပြီဆိုတာနဲ့စိုက်ဖို့လိုက်လာဒီမှာဖက်ပြေးဖို့မစင်တာစစ်တပ်ရင်ငါကိုယ်တိုင်လိုက်စစ်တပ်ရဲ့ဖက်ပြေးတဲ့ကောင်ရှင်းငါကိုယ်တိုင်စစ်တပ်ငါဖက်ပြေးနေတော့ဖြစ် အဲ့မှာဘာပြောသွားရတွေ့လားသွားမယ်ခြေတန်းထွက်မယ်တိုက်ရမယ်တိုက်နေရင်လည်းဖက်ပြီးတဲ့ကောင်ပြစ်တက်လိုက်ငါကိုယ်တိုင်ပြစ်တက်မယ်ငါထွက်ပြီးရင်လည်းပြစ်တက်လိုက်အဲ့ဒါကခင်ဗျဝါရပြန်ဇာကားမဟုတ်ကိုတရားဝင်ပြောပြီးတော့မှစစ်မြေပြင်မှာပြင်းတက်ပါမယ်လို့လုပ်တာစစ်မြေပြင်မှာပြည်သူရင်ဝင်ကိုသူ့အတူစိတ်ပြောင်းပြီးဒီစစ်မတိုက်ချင်တော့လို့ကွာနော်စစ်မတိုက်ရဲတော့လို့မဟုတ်ဘူးနော်
စစ်တိုက်နေရတာကြီးအတိတ်ပဲမဲလို့ဘက်ကူပြောင်းညင်လို့ထွက်လာမဲ့လူကိုပြစ်တက်ပလိုက်ဆိုတဲ့ဟာကရှေ့မှာဘိုးဆွမ်းကိုဒီကောင်တွေကဘောမပြီးတော့မှသူတို့တခုခုလုံးမှာဆိုလို့ဆိုပြီးတော့မှထွက်ဆိုချက်ပေးရတာမဟုတ်ပါဘူးခင်ဗျားတို့ရဲ့ဝါဒဖြန့်ဇက်ကားမအောင်ကိုဒီတိုင်းပါလိုက်ဒါထွေလာပဲရှိသေးတယ်ဇက်ကားတကားလုံးထွက်လာတဲ့အခါကျရင်တခြားကြည့်ပြီးသွားရင်တခြားနှိမ်အောင်ပါအဲဇက်ကားကိုကြည့်ချင်လို့မဟုတ်ဘူးကြည့်ပြီးသွားရင်ကောင်းကောင်းနှိမ်ပေးအောင်ပါတက်ရှိစီယိုကထွက်တယ်တက်ရှိစီယိုဒလိုက်တဲ့ဘွယ်တွေကဘာနဲ့ထိုးပလိုက်တယ်ထိုးခြင်းတဲ့ဟာနဲ့တွေ့တဲ့ဟာနဲ့ကောက်ထိုးပလိုက်တယ်အဲ့တော့တက်ရှိစီယိုကြီးလည်းဒီနေ့ဒီချိန်ထိပြန်ပြီးတော့အနာတော်မကနိုင်တဲ့အနေထားကိုရောက်သွားပြီအခုလဲတောင်ခမ်းတိုက်ပွဲဆိုတဲ့တိမ်ပင်လေခရီးချမ်းကိုဆက်ပြီးတော့မှလုံနေကြပြန်တာရှိပါသေးတယ်အဲ့တော့ဘာတွေဆက်ဖြစ်လာအောင်မလဲဆိုတဲ့ဟာတော့စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ပြောတဲ့အထဲမှာတော့ဒါပထမဆုံး E-SK ကတော့ DSA E-SK မို့ DSA မှာကကျွန်တော်တို့အင်္ဂလိပ်စာကိုမေဂျာကိုမရှိတာခုမှရှိတာအရင်တော့ကမရှိဘူးကျွန်တော်တို့ဟာလာ10စုနဲ့တစုကြော်ကြော်နှစ်စုပတ်ချလဲလောက်လို့ပြောရမှာပေါ့အဲ10စုနဲ့တစုကြော်ကြော်နှစ်စုပတ်ချလဲလောက်လို့ပြောရမှာပေါ့နော်အဲ့လောက်ကာလာကိုကျွန်တော်တို့ဘာဖြစ်သွားလဲအင်္ဂလိပ်စာမေဂျာဆိုတာမရှိဘူးမိုင်နာပဲတင်ခဲ့တာမိုင်နာတော့မှပဲတစ်ဖက်မှာတစ်ချိန်လားနှစ်ချိန်လားပဲကျွန်တော်တို့ကောင်းကောင်းမွန်မွန်ဘာမှတင်ခဲ့တာမရှိဘူးE-SK ကဒါ DSA E-SK မဟုတ် DSA E-SK ဆိုဒီတော့ညံအောင်ပဲလို့ပြောချင်တာပေါ့နော်အဲ့တော့ဟိုမှာဒါတရင်မှုတင်တန်းသို့မဟုတ်တခွဲမှုတင်တန်းတစ်ခုခုမှလာပြီးတော့မှနားထောင်တဲ့နီးပြတွေနားမလည်အောင်လို့ဒီကအင်္ဂလိပ်လို့ပြောရင်အမှတ်ပို့ရတယ်ဗျာအဲ့တွေအင်္ဂလိပ်လို့မပြောတတ်အောင်လုပ်တဲ့အနေထားမျိုးအဲ့တော့ E-SK တွေကိုကြည့်ကြည့်ပါကျွန်တော်တို့ဗာလဲဟိုဇာကားထဲမှာဆိုတင်မောပေါ်မှာပြောနေတဲ့ဟိုသုံးမွေးတဲ့မျိုးသမီးတယောက်ဆိုလို့ရှိရင်လည်းဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုတော့ဟာတွေက E-SK ကောင်းခြင်းမကောင်းခြင်းတွေကတော့ဒါသိရှိပြီးသားဖြစ်ပါလိမ့်မယ်လို့ပြောကြတာမင်းအောင်လိုက်ပဲကြည်ပါ DSC 19က E-SK ကောင်းမကောင်းတော့ကျွန်တော်လည်းအမှသူ့ကိုသာကြည်လိုက်တော့ဗောနော်နောက်တစ်ခုဒီမှာထွက်ပြေးလို့ရှိရင်တကယ်ပြစ်တတ်မယ်ဆိုတာဝါဒဖြန့်ဇကားမှာပါလာပြီးတော့မှကျွန်တော်တို့ပြည်သူစစ်မှုထမ်းတွေအတွက်ရင်လေးတရားတွေဆက်ပြီးတော့မှကြုံလာနိုင်ပါတယ်ဆိုတဲ့ဟာကိုပြောကြရတဲ့ဒီကဲဒါတော့ဝိတင်လာသုံးသက်ချက်ပါနော်အဲ့တော့သူတို့ရဲ့ဝါဒဖြက်ဇက်ကားမှာကထွက်ပြေးလူပြစ်သက်ဆိုတဲ့စကားလုံးပါပြီးသားပါနော်အဲ့တော့ဘယ်တော့တောင်မှရန်ရက်ဆက်လေပေါ့နော်စစ်ထဲဝင်ခြင်းလို့နော်ဝင်တာလည်းမဟုတ်ဘူးသူတို့အတင်းအဓမ္မပေါ်တာဆွဲလို့လည်းဝင်ရသေးတယ်အဲ့လိုလည်းလုပ်တယ်ဆိုတော့ဒါတက်ကိုပေါ့နော်ပြည်သူတွေနှိမ့်ဆက်ပြီးတော့တက်ဖြတ်နေတာပါပဲနော်အဲ့တော့နီးမျိုးစုံနေပေါ့နော်ပေါ်တာဆွဲပြီးတက်ဖြတ်တယ်စစ်ကြောင်းထုတ်ပြီးတက်ဖြတ်တယ်ဘုံကျက်တက်ဖြတ်တယ်ဟာတကယ်ပဲနော်တကယ်တော်တော်လေးကိုပေါ့နော်မိတ်စာတော့မတော်တော်ဆိုးတဲ့မိတ်စာဝင်ပူးနေတဲ့အချမ်းဘက်စစ်တက်ဖြစ်ပါတယ်အဲ့တော့ဘလို့ပဲပြောအခုချိန်မှာဆိုရင်တော့အချမ်းဘက်မိတ်စာလည်းသူ့ရဲ့နောက်ဆုံးချိန်ဖြစ်တဲ့တော့ပေါ့နော်မိကုံရန်ကုန်ကြမ်းနေတာဖြစ်ပါတယ်နော်အဲ့တော့အချမ်းဘက်အင်းအောင်လည်းရက်ဆက်ရုံမှမဟုတ်တော့ပြောလို့တော့မကုန်တော့ပါဘူးနော်အဲ့တော့ဒီကောင်မရှိမှပဲကျွန်တော်တိုင်းပြည်ကလည်းအေးချမ်းမှဖြစ်ပါတယ်အဲ့တော့ပြည်သူတွေအားလုံးကလည်းအခုချိန်မှာသွားရေးလာရေးမှာပေါ့နော်အားလုံးပဲသတိဉာဏ်ပညာနဲ့သွားလာကြပါလို့တိုက်တွန်းရင်းနဲ့ကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်ပါတယ်နော်โอเคအစဆုံးကြည့်ပြီးတဲ့မိဘပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်ညကြမှာနောက်ထပ်သတင်းတစ်ပုဒ်နဲ့ပြန်ပြီးတွေ့ကြမယ်နော်